တောင်ကိုရီးယားရဲ့တံပြန်ဒရုန်းမဟာဗျူဟာမှာဟာကွက်တွေရှိနေတယ်လို့ The Korea Times ကဖော်ပြခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ပထမဆုံးချိန်ပြုလုပ်တဲ့ဒရုန်းတိုက်ဖျက်ရေးစစ်လေ့ကျင့်မှုဟာမြေပြင်အခြေအနေနဲ့ကိုက်ညီမှုရှိမရှိကိုယူကရိန်းမီဒီယာတစ်ခုကမေးခွန်းထုတ်ခဲ့ပြီးနောက်တိုးတက်ပြောင်းလဲလာတဲ့ဒရုန်းကာကွယ်မဟာဗျူဟာနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။တောင်ကိုရီးယားလေတပ်ကတော့ကြီးစစ်တွေအသုံးပြုပစ်ခတ်ခဲ့တဲ့ဒီစစ်လေ့ကျင့်မှုဟာယူကရိန်းစစ်မြေပြင်အခြေအနေကိုပုံတူကူးဖို့ကြိုးပမ်းခြင်းမျိုးမဟုတ်ပဲလက်ရှိလက်နက်စနစ်တွေကိုအသုံးချတဲ့ပထမအဆင့်စမ်းသပ်မှုတစ်ခုသာဖြစ်တယ်လို့ကာကွယ်ပြောဆိုခဲ့ပါတယ်။ယူကရိန်းစစ်ရေးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Defense Express ဟာတောင်ကိုရီးယားလေတပ်ရဲ့စစ်ရေးလေ့ကျင့်မှုရုပ်သံမှတ်တမ်းကိုစမ်းစစ်လေ့လာခဲ့ပြီးဒီလေ့ကျင့်မှုမှာအနှိမ့်ပြန်ဒရုန်းအဆင့်50အဆင့်ကိုပစ်ခတ်ချေမှုမှုအတွက် An-167 ဘော်ဂန်လေကြောင်းရန်ကာကွယ်ဆက်အမြောက်8လက်ကိုအသုံးပြုခဲ့တယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့စစ်မြေပြင်မှာအသုံးပြုတဲ့ FPV drone တွေဟာအုပ်စုဖွဲ့ပြီးဖြည့်ညင်းစွာပြန်တန်းလေးမရှိကြောင်း Defense Express မီဒီယာကထောက်ပြခဲ့သလိုအခုလေ့ကျင့်ခန်းဟာတကယ်စစ်မြေပြင်အခြေအနေတွေနဲ့တိတိကျကျကွဲပြားနေရလို့ဝေဖန်ခဲ့ပါတယ်။ဒါအပြင်တန်ဖိုးနဲ့ FPV drone တွေကိုလေကြောင်းရန်ကာကွယ်ကြီးစံတွေနဲ့ပစ်ခတ်ခြင်းဟာကုန်ကျစရိတ်ကြီးမြင့်ပြီးအမှန်တကယ်ထိရောက်မှုရှိမရှိကိုလည်းဒီမီဒီယာကမေးခွန်းထုတ်ခဲ့ပါတယ်။အခုလေ့ကျင့်မှုဟာတန်ဖိုးမရှိကြောင်းပြောကြားချက်တွေကိုတောင်ကိုရီးယားလေတပ်ကညှင်းပယ်ခဲ့ပြီးအခုလေ့ကျင့်ခန်းဟာပထမဆုံးဒရုန်းတိုက်ဖျက်ရေးလေ့ကျင့်ခန်းဖြစ်ကတောင်ကိုရီးယားစစ်တပ်မှပိုင်ဆိုင်ထားတဲ့လက်ရှိလက်နက်တွေနဲ့အုပ်စုဖွဲ့လာမဲ့ဒရုန်းရန်သူတွေကိုတုံ့ပြန်တိုက်ခိုက်နိုင်ခြင်းရှိမရှိစမ်းသပ်ဖို့ရွေးခြင်းသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီရွေးချက်ကတကယ်စစ်မြေပြင်အခြေအနေကိုပုံတူကူးဖို့မဟုတ်ပါဘူး။ကျွန်တော်တို့လက်ရှိပိုင်ဆိုင်ထားတဲ့လက်နက်စနစ်တွေနဲ့အုပ်စုဖွဲ့လာမဲ့ဒရုန်းရန်သူတွေကိုဘယ်လောက်ထိတုံ့ပြန်နိုင်စွမ်းရှိမလဲဆိုတာကိုအတည်ပြုဖို့ပါ။ဒါကပထမဆုံးချိန်လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်ဒရုန်းတွေကအရှိန်အဟုန်နဲ့အနှိမ့်ပြန်တမ်းမှုနဲ့ထိုးပေါက်ဝင်ရောက်လာမဲ့ဖြစ်နိုင်ခြေပေါ်မှာပဲအခြေခံပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့လေတပ်တာဝန်ရှိသူတူကပြောကြားခဲ့ပါတယ်။ဒါအပြင်တောင်ကိုရီးယားလေတပ်အနေနဲ့ရုရှားယူကရိန်းစစ်ပွဲနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့အရှေ့အလယ်ပိုင်းပဋိပက္ခတွေထံကနေသင်ခန်းစာတွေကိုလေ့လာနေကြောင်းပြောကြားခဲ့ပေမဲ့လည်းဒရုန်းနဲ့တိုက်ခိုက်မှုတိုင်းဟာမြန်နှုန်းမြင့် FPV ဒရုန်းတွေကိုသာအသုံးပြုလာမှာမဟုတ်ကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒရုန်းနဲ့တိုက်ခိုက်မှုတွေဟာလုပ်ငန်းစဉ်နဲ့ပြည့်မဲ့ပေါ်မူတည်ပြီးပုံစံမျိုးမျိုးဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့နောက်ထပ်လုံးမဲ့လေ့ကျင့်ခန်းတွေမှာပုံမှုများပြတဲ့ဖြစ်နိုင်ခြေတွေကိုထည့်သွင်းစဉ်းစားပြီးလှုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်လို့လေတပ်တာဝန်ရှိသူကပြောကြားခဲ့ပါတယ်။